တော့ရွှေတွေကို6လအေးကြပေးတယ်တနှစ်အေးကြပေးတယ်ရောင်းလို့မရဘူးရွှေဟာကျမတို့တွေရွှေရောင်းနေဆိုတာအရစ်ကြားနဲ့ရောင်းလို့မရဘူးကျမတို့တွေကရွှေကုံတယ်စီကကျမရွှေဆိုင်ဖွင့်လာတဲ့သူရွှေကုံတယ်စီကနေကျမတို့ရွှေအကျွေးကြံနေဆိုရင်ကျမတို့ရွှေနဲ့ပဲမှတ်တယ်ငွေနဲ့မမှတ်ဘူးကျမရွေးနေနေပစ္စည်းရွေးနေနေကျမပစ္စည်းက30သားကျမယူလိုက်တယ်ကျမမှာပေးချိန်ဟာ20သားဖို့ပဲပါလာတယ်ရှော့မနေနဲ့တော့ယူထားလိုက်တော့ဒါလုပ်ငန်းရှင်ချင်းချင်းယူထားလိုက်တော့ရှော့မနေနဲ့တော့ကျွေးမှတ်လိုက်တယ်အဲ့ဒီနေ့မှာရွှေစင်းဟာသဘောက for example 10သိန်းစင်းဆိုပါစို့ကျမယူလိုက်တဲ့နေ့မှာအဲ့တော့ကျမ30သားကျန်ရင်300ပေါ့300လို့မှတ်မှတ်ဘူးကျမကိုရွှေ30သားကျမတို့က15ဘင်းယူတယ်15ဘင်း30သားကိုကျမတို့ကအခောက်ဖွဲ့လိုက်တယ်6ချက်သားပေါ့ကြံအခောက်ရွှေနဲ့ပဲမှတ်တယ်အခောက်ရွှေကိုပဲ16ပဲရေအခောက်ရွှေကိုပဲစံတက်မှတ်ပြီးတော့မှမှတ်ထားတယ်အကျွေးကိုကြိုက်တဲ့ချိန်ဆက်ကျမ30သား6ချက်သားကြံတယ်ကျမ6ချက်သားလုံးကျမမဆက်နိုင်သေးဘူး5ချက်သားဆက်မယ်ဆိုပါစို့အဲ့နေ့ကိုကျမကအဲ့ဒီနေ့ပေါက်စင်းနဲ့5ချက်သားကိုငွေတွက်ပြီးတော့မှကျမကဆက်လိုက်တယ်4ချက်သားထက်ကြံတယ်ကျမ2ချက်သားဆက်အောင်မယ်2ချက်သားကိုပေါက်တဲ့နေ့ဟာ12သိန်းပေါက်ရင်12သိန်းစေး8သိန်းပေါက်ရင်8သိန်းစေး10သိန်းပေါက်ရင်10သိန်းစေးနဲ့အဲ့လိုတွက်ပြီးကျမတို့ကကျွေးဆက်ရတယ်ဒါမှသာလျှင်ကျမတို့ကရွှေရသွားလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ရွှေဆိုင်တစ်ဆိုင်ရဲ့အမြင့်ဟာရော့တွက်မှာမှန်မှန်ကန်ကန်လုပ်တဲ့ရွှေအရေးမှန်မှန်ကန်ကန်လုပ်တဲ့သူဆိုရင်ရွှေဆိုင်တစ်ဆိုင်ရဲ့ရွှေအရေးကိုပြည့်ပြည့်ဝဝပေးမယ်ရွှေစင်းနှုံးဒီပေါက်စင်းနဲ့ရောင်းရတယ်အဲ့ဒီသူတို့ရဲ့အရော့တွက်ဟာအမြင့်ဟာအရော့တွက်မှာပရင်းစရာကို2ရွေးပေးမယ်ဆိုင်ရှင်က3ရွေးစားခြင်းစားမယ်2ရွေးစားခြင်းစားမယ်4ရွေးစားခြင်းစားမယ်အဲ့ဒီအမြတ်တီတာလင်းသူ့အတွက်အဲ့ဒီတော့အဲ့ဒီအမြတ်ကလေးတွေဟာအခုရွှေစင်းရဲ့အတက်အကျကို coverage မဖြစ်ဘူးဒါကြောင့်မလို့ကျမတို့ကရွှေကိုရွှေနဲ့ပဲမှတ်လို့ရတယ်ဒီခေတ်ဒီကာလပို့ဆိုးတယ်ကျမတို့လွန်ခဲ့တဲ့ကာလတွေတုန်းကရွှေစည်း3သိန်းတက်ဖို့ဆိုတာတစ်နှစ်နေလို့ရွှေစည်း3သိန်းမတက်ဘူးအခုကတစ်ခါခုံရင်9000တစ်ခါခုံရင်3သိန်းဒီလိုခုံတာအဲ့တော့ဒီခေတ်မှာပို့ပြီးတော့မှလှုပ်လို့မရဘူးမွေးသွားမှာပေါ့ဒါဆိုရင်ပေးနေတယ်ဘာဖြစ်လို့လှုပ်တာလဲဘာဖြစ်လို့လှုပ်နိုင်တာလဲစဉ်းစားကြည့်အောင်စဉ်းစားကြည့်ဘူးလား6လတစ်နှစ်ကြိုက်တယ်လို့ပေးဟာလူတွေကကြိုက်တယ်လို့ပေးလို့ရတယ်ပစ္စည်းမပေးအောင်လေရှင်တို့ပစ္စည်းရလို့လားမရအောင်လေပစ္စည်းမရအောင်ပတ်စံသွင်းโอเคတနိုင်ငံလုံးကြည်စမ်းဝယ်တဲ့သူတွေအများကြီး10သိန်းတန်လာ10လသွင်းမယ်တစ်လ3သိန်းသွင်းရင်တစ်လ3သိန်းဘာပစ္စည်းမှလည်းမပေးရသေးဘူးတစ်လ3သိန်းနေရအောင်သိန်း20တန်သွင်းရင်တစ်လ2သိန်းနေရအောင်သိန်း50တန်သွင်းရင်တစ်လ5သိန်းလာစင်မှာဘာမှမလုပ်ရဘဲနဲ့ပစ္စည်းပဲ for show ပြပြီးတော့မှယူဆိုတဲ့သူတွေဟာစာတလုံးနဲ့ယူဆိုတဲ့သူတွေဟာလာစင်သွင်းနေရတဲ့ပတ်စံအတိုးမပေးရဘဲနဲ့ဒီလူတွေစီကပတ်စံကိုရတာဘန်တိုးဆိုရင်တော့မှတစ်ချက်ပြား20ပေးရသေးတယ်နားလေလားဒီအထိကျမပြောတာဒီအထိနားလေလားဘန်တိုးပေးရင်တော့မှဘန်မာငွေချင်းရင်တော့မှအပေါင်ပစ္စည်းရှိရမယ်လုပ်ငန်းပြနိုင်ရမယ်တစ်ချက်ပြား20ပေးရတယ်ဘန်တိုးနော်အဲ့ဒီတော့ဘာတိုးမှမပေးရဘဲနဲ့ပစ္စည်းပြထားတဲ့ယူပါယူမယ်ဆိုတဲ့သူတွေစီကနေပြီးတော့မှပစ္စည်းလဲမပေးရသေးဘဲနဲ့အဲ့ဒီလူတွေစီကငွေတွေဟာလစဉ် income နှစ်နဲ့ချီပြီးတော့မှဒီပစ္စည်းကို तू ကတစ်နှစ်နေမှပေးရမှာအေးစေးသွင်းစမ်းလစဉ်အဲ့တော့ဒီလူဦးရေများလာတာနဲ့အမျှ3သိန်းနေဘလောက်လူများမလဲ2သိန်းနေဘလောက်များမလဲ10သိန်း15သိန်းသိန်း30လူဦးလစဉ်ဝင်ငွေဟာသိန်းထောင်ချီတောင်းချီအတိုး9ပြားမှမပေးရဘဲနဲ့ရနေတာ another business တစ်ခုကိုထပ်ပြီး investment လုပ်လို့ရတယ်အတိုးပေးစရာမလိုဘူးကို့အယိုးနဲ့ကို့ကိုထိုးသွားတာအဲ့တော့အချိန်ပြည့်သွားပြီတစ်နှစ်ပြည့်သွားပြီငွေကြေသွားပြီပစ္စည်းယူတော့မယ်ဆိုတဲ့အချိန်မှာအဲ့ဒီလူတွေဘလို့ကြုံရလဲအဲ့ဒီလူတွေရဲ့ comment တွေဘလို့ဖြတ်လဲအဲ့ဒီလူတွေရဲ့ post တွေဘလို့အဖြတ်ခံရလဲရွှေစည်းပြောင်းသွားလို့ဒီအချိန်မရတော့ဘူးဒီအချိန်မဲရတော့မယ်ကျင်နဲ့ရင်ယူမကျင်နဲ့ရင်မယူနဲ့ငွေကြေသွားတဲ့အချိန်မှာလူလိုဆက်ဆံမခံရတော့ဘူးဒီလောက်ပဲရတော့မယ်ဒီလိုရွှေစည်းတက်မယ်လို့မသိလို့မလို့မှဒီလိုပေးထားတာအဲ့တော့အခုသွင်းထားတဲ့ပတ်စံနဲ့ဒီအခုယူထားတာတဘောကတစ်ချက်သားဆိုပါစို့တစ်ချက်သားမရတော့ဘူးရွှေစည်းကရမ်းတက်သွားတာထောက်ဝက်ချိုးလောက်တက်သွားတာတစ်ချက်သားမရတော့ဘူးရော့ဒီမှာရော့ငါးမှုသားပဲရတော့မယ်ငါးမှုသားကျင်းနဲ့ယူမကျင်းနဲ့ဘူးလားမကျင်းနဲ့မြူနဲ့
အဲ့ဒီအတိုင်းတကယ်ဖြစ်ပြနေတာဟုတ်လားအတူတပြားမှမပေးရဘူးအဲ့တော့ပေးလိုက်ပြီးယူတချို့ကကြတော့လည်းမသွေးနိုင်တော့ဘူးခါပြက်ပြီးတော့မှမသွေးနိုင်တော့ဘူးငွေမသွေးနိုင်တော့ဘူးเนาะကျမငွေမသွေးနိုင်တော့ဘူးဆိုတဲ့သူတွေမသွေးနိုင်ရင်မိမိအေရာဆုံးโอเคအဆုံးမခံနိုင်ဘူးလားမလုပ်ပါနဲ့မရင်ဘယ်လိုဖြစ်တယ်ညာလို့ဖြစ်တယ်တောင်းမှန်ကောင်းလို့အဆုံးမခံနိုင်ရင်သူတို့ရဲ့ယာဂိုင်နှုံးရှိတယ်ယာဂိုင်နှုံးသူများပတ်စံကိုအလကားလဲသုံးထားသေးတယ်အချိန်တန်တော့ပစ္စည်းလဲမပေးရဘူးဟိုလူကငွေမသွင်းနိုင်တော့ဘူးဆိုတဲ့အချိန်မှာ10% minus လုပ်ပြီးမှပြန်အမ်းမယ်သိန်း100ကို10သိန်းဒီဘက်ကနှစ်ရှည်မှာလဲသူကအတိုး9ပြားမှမပေးရပေးတယ်ပဲနဲ့သူများပတ်စံတွေသုံးရသေးတယ်ငွေမသွင်းနိုင်တော့လို့မှပြောတဲ့အချိန်မှာလဲကိုပတ်စံနဲ့ကို minus ဖြစ်ပြီးတော့မှပြန်ရသေးတယ်ကဲဘယ်မှာလဲရှင်တို့ကိုစေတနာရှိတာဘယ်မှာလဲရှင်တို့ကိုဖြေကြည့်ဘယ်မှာလဲရှင်တို့ကိုစေတနာရှိလို့ဆိုတာအဲ့တော့နောက်ဆုံးအဆုံးစုံခရီးပန်းနိုင်ကိုရောက်လို့ငွေလဲကြေလို့ပစ္စည်းလဲချောချူနဲ့ရလို့လက်ထဲရောက်လာတဲ့ရွှေအပေါင်ဆိုင်ကတော့လက်မခံဘူးသူတနေရာမှာပဲရွှေဖြစ်တာရွှေဆိုတာလေစလုံးပဲရှိတယ်ရွှေ9ပဲ10ပဲတွေကိုရွှေငါးမှုကြီးငါးမှုရောပြီးတော့မှပေးနေတာအဲ့တော့ရွှေငါးမှုကြီးငါးမှုရောထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရွှေစိမ်းက10သိန်းက30ဖြစ်သွားလဲသူ့အတွက်က no စောက်ကြီးရိုင်းပဲပြောမယ်ဘာမှမဖြစ်သွားသေးဘူးရွှေငါးမှုကြီးငါးမှုရောထားတာ10သိန်းက30ဖြစ်သွားလဲဘာမှမဖြစ်ဘူး60က120ဖြစ်သွားလဲဘာမှမဖြစ်ဘူးရှင်တို့ပတ်စံကိုအတိုးပေးစရာမလိုဘဲနဲ့သုံးလို့ရတယ်ရှင်းပြီလားအဲ့တော့မှမရှင်းလဲမတတ်နိုင်ဘူးခံညမယုံရင်ဝယ်ထားတဲ့သူတွေချွတ်ကြည့်လိုက်စမ်းမအဲ့ရွှေအပေါင်ဆိုင်သွားပေါင်ကြည့်လိုက်အပေါင်ဆိုင်ကတော့လက်မခံဘူးကျမအမြဲတမ်းပြောတယ်သူ့တနေရာထဲမှာပဲရွှေဖြစ်တဲ့ရွှေအရေးပြည့်မီတဲ့ဆိုင်ကရွှေကိုဝယ်ထားတယ်ဆိုရင်ကျမတို့မြန်မာတနိုင်ငံလုံးကြိုက်တဲ့နေရာကိုသွားငွေလွင်ကြိုက်တဲ့နေရာမှာချွတ်ရောင်းခဲ့လို့ရတယ်ကာလပေါက်ဈေးထက်ကွာနည်းနည်းပေါ့သူများစီမှာရောင်းသွားတော့ကာလပေါက်ဈေးထက်ကွာနည်းနည်းပေါ့အေးအဲ့ဒီကရွှေတွေကတော့တခြားစီမပြောနဲ့အမိန်ကအပေါင်ဆိုင်ကတော့လက်မခံဘူးတိဖို့အဲ့တော့ကျမတို့ကလည်းနက်ကရကြည်မောပါတယ်เนาะကြည်မောပါတယ်ဘေးကနေကြည်ပြီးတော့မှအိုးခံရရတယ်ပြောလို့လည်းမရဘူးအဲ့တော့နောက်ဆုံးတော့ဘာဖြစ်လဲအော်ဒီလိုခံရဖို့ဖြစ်လာတဲ့လူဒန်းစားခံဟဲဆိုပြီးတော့ပဲကြည်နေလိုက်တယ်မနေနိုင်လို့ဝင်ပြောမနာလို့သူများစီးပွားတုံးနဲ့ထိုးတာမနာလို့တိုက်ခိုက်တာနာလို့စရာအကြောင်းမရှိပါဘူးမနေနိုင်လို့ပြောတာမနာလို့မဟုတ်ဘူးခံနေရတာတွေမြင်နေရတာတွေရင်ထဲမကောင်းလို့ရှင်းပြတာအဲ့တော့ကိုယ့်ဟာကိုယ်သဘောရှိမနှောရှိကျင်နဲ့လို့ခံနေကြရင်ခံမတနာတော့ဘူးဒါပေမဲ့မသိလို့မှခံရတယ်လို့မဖြစ်ရအောင်လို့မလို့ရှင်းပြတာတက်နိုင်ရင်သူ့ဟာသူတန်ရာတန်ချင်းနဲ့အရေးပြည့်မိတဲ့နေရာမှာပဲဝဲရွှေဟာအဲ့လိုလှုပ်လို့ကိုမရဘူးရွှေလောကစစ်မှန်နဲ့လှုပ်တဲ့လောကအဲ့လိုကိုလှုပ်လို့မရဘူးဟုတ်လောင်းကိုနေကကျမတို့မမွေးခင်နေရရှိနေတဲ့ဆိုင်တွေမျိုးဆက်3-4ရှိတဲ့ဆိုင်တွေဘာဖြစ်လို့အဲ့လိုမလုပ်နိုင်တာလဲဘာဖြစ်လို့နာမည်တစ်လုံးနဲ့အခုထိရက်တည်နိုင်တာလဲအဲ့လိုမလုပ်ဘဲနဲ့မှန်ကန်နဲ့စစ်မှန်မှုကိုပဲပေးခဲ့လို့လေဘာဖြစ်လို့အဲ့လိုလူမျိုးတွေကမလုပ်နိုင်တာလဲအုံနောက်မရှိလို့လားအုံနောက်မရှိလို့မဟုတ်ဘူးမယုံမာတတ်လို့မလိန်တတ်လို့နာမည်ကုန်တရင်ကိုထိမ့်သိမ်းထားလို့မလုပ်ကြတာအဲ့ဒါကိုသိအထက်တော့ပုံမပြောတတ်တော့ဘူးခံရလဲခံရဖို့ဖြစ်လာတယ်လို့သာမှတ်ပြောမရလို့မှယုံပါတယ်ဆိုလဲခံညာနော်တပ်ပေတတ်တာကမ္မတကာပဲဟုတ်ပြီနော်အဲ့တော့မနာလို့ပြောတယ်လို့လာမပြောနဲ့မနေနိုင်လို့ပြောပြတာကျမဒီလောကလို့မလို့ပြောပြတာကျမရွှေဆိုင်ပိုင်ရှင်ကျမအသက်23နှစ်နေရရွှေလုပ်ငန်းရှင်ရွှေဆိုင်ပိုင်ရှင်ဒီလောကကိုထုံးလို့ချေရေလို့နှောက်မျက်စိမိတ်လိုက်တာနဲ့မျက်စိတစ်ဖက်မိတ်ပြီးကြည့်တာနဲ့တော့ကျမအကုန်သိတယ်နော်ဟောဒီလိုရွှေကိုလေဒီမှာချိန်စရာမလိုဘူးလက်ထဲအဲ့ဒီလိုကင်ကြည့်လိုက်တာနဲ့အဲ့ဒီအလေးချိန်